ဒီသာဇကာရဲကာရီတာဆိုရင်ကျွန်တော်ရဲ့ကာရီတာနာမည်ကကိုဖိုးတော်ပေါ့နော်။မောင်နှမတော့မှကျွန်တော်အကိုကြီးဆုံးရွာမနေတွေကမပြေဆုံးပေါ့။အဲ့လိုမရှိတဲ့ကြားတွေကမှဒါညီလေးနဲ့ညီမလေးကိုရှင်ပြူနာသားလုပ်ဖို့ရွယ်ရောက်လာပြီဆိုတော့ဒါမိဘတွေနဲ့တိုင်ပင်ပြီးတော့ရှင်ပြူနာသားလုပ်ဖို့ပေါ့နော်။စီစဉ်ကြတယ်။အဲ့ဒီတော့လိုရတဲ့သင်္ကန်းပိတ်ခါတွေကိုဒါမိဘတွေကမြို့တက်ဝဲရင်းနဲ့မထင်မှတ်ပဲနဲ့လမ်းမှာကားမောက်ပြီးတော့မိဘနှစ်ပါးလုံးဆုံးသွားတယ်ပေါ့ဘောတော်ဦးသမဘာဖြစ်လာတော့မြမင်းဖင်နဲ့မင်းမေလေမြို့ကတော့ရွာကိုပြန်လာရင်လမ်းမှာကားမောက်လို့ပွဲချင်းပြီးဆုံးပြီတဲ့ထွေးနေပြီဆုံးပြီဟုတ်တယ်အဲ့ဒီအချိန်ကျတော့ဒီမောင်နှမ၃ယောက်မှာအကိုအကြီးဆုံးဖြစ်တဲ့ကျွန်တော်ရဲ့ခေါင်းပေါ်ဒီကြံခဲ့တဲ့အငယ်လေး၂ယောက်ရဲ့တာဝန်တွေကအကုန်ပုံကျလာတာပေါ့ပြီးတော့ရွာမှာလည်းနေတော့အဆင်မပြေအဲ့တော့မျိုးတက်ပြီးတော့စီပင်ဝန်ထမ်းတစ်ယောက်ရဲ့ကာရီတာနဲ့ပေါ့နော်ဒီမောင်နှမ2ယောက်ကိုမိဘတွေရဲ့ကိုစားပြီးတော့အကိုကြီးဆုံးရဲ့တာဝန်တွေနဲ့ဒါလူလားမြောက်တဲ့အထိပေါ့နော်ဒါဘေးမသိကြမကောင်းဒါကာကွယ်ဆောင်ရှောက်တဲ့ဆက်ကလေးပါနေမှာပေါ့ဟာငါအမိုက်သိန်းတဲ့လူနဲ့တိကြလားကျွန်တော်ဒီကားကိုစားရတော့မယ်ဆိုတဲ့အချိန်လေးကအသေးစိတ်ကအစအကောင်းဆုံးပြင်ဆင်နေပေါ့ပြီးတော့ဒီစီပင်ဝန်ထမ်းတွေရဲ့ကာရီတာတွေကိုလေးလာတယ်ပြီးတော့ဝတ်ပုံစားပုံနောက်ဆုံးအဲ့ဒီစီပင်ဝန်ထမ်းတွေနဲ့အတူနိုင်ဆုံးပြောင်းကျွန်တော်မိတ်ကပ်ကအစားပေါ့မိတ်ကပ်ကအစားအဲ့လိုမျိုးအသေးစိတ်ဒီကြပြင်ဆင်ပြီးတော့ပြုဆောင်ခဲ့တာပါခင်ဗျာသူသဖြင့်ကျွန်တော်တွားရိုက်တဲ့ဟာဆိုလို့ရှိရင်အမိုက်ပုံဆိုတာထက်သူတို့အမိုက်တောင်လို့ဖြစ်နေတာပါဒါကျွန်တော်ဒီရှုပေါက်ကန်ပေါ့နော်အဲ့မှာရှိတဲ့ဒီတပွဲချောင်းအမိုက်ပုံမှာကျွန်တော်တွားပြီးရိုက်ခုခဲ့တာတွားရိုက်တဲ့အချိန်ဆိုလို့ရှိရင်ဒါຫນွေခေါင်ခေါင်ကြီးဆိုတော့အရန်ပူတယ်နောက်ပြီးတော့ဒီအမိုက်ပုံကနေထွက်လာတဲ့အနံ့တွေပေါ့အဲ့လိုတွေနောက်ပြီးတော့အဲ့အမိုက်ပုံမှာကျွန်တော်ရိုက်ကူးတဲ့အချိန်မှာလဲဒီအမိုက်တွေကိုရှာဖွေရင်းနဲ့ကျွန်တော်တို့ဒီပလုံကောက်တဲ့စင်းတွေပါတယ်အပိုးဝင်ငွေလေးရအောင်ပေါ့နော်အဲ့လိုပလုံကောက်တဲ့စင်းတွေအဲ့စင်းတွေရိုက်နေနေလဲကျွန်တော်တို့အဲ့ဒီအမိုက်တွေတစ္ဆာတွေပေါ့အဲ့လေလက်တွေပါတွေမှာလဲစူးအဲ့လိုအခက်ခဲလေးတော့ဖြစ်ခဲ့ပါတယ်ခင်ဗျာ